ဒါလေးရဲ့အစားရှုံးမှာနော်တောက်ကဒီမှာကိုချုံးမဲ့တောက်အနေချောင်းလေးကိုဆွဲယူလိုက်တယ်ပြီးပြီးသွားရင်ကျိုးအောင်လို့နော်ဆက်ဆောင်လေးနဲ့ထိပြီးတော့ဖိချလိုက်ကျန်သူရဲ့ခင်းရလေးတိုင်းပဲချက်ချလိုက်နော်ဟုတ် လွယ်ပါဒါကိုလည်းအဲ့တိုင်းပဲနော်ခဲရ3ညောင်ဆွဲထားတာအနေဆောင်လေးကိုဆွဲယူလို့ကျိုးနေအောင်ဆောင်းလေးနဲ့ချလိုက်ပြီးဟိုဘက်ဒီဘက်တောက်ကနေထားမှန်လိုက်ကြည့်ပြီးသွားရင်ရှုံမယ်နောက်ချရှည်ချင်းရှည်ချမ်းမှာတောက်လေးချုံမယ်ရှည်ချမ်းမှာအလုံးပေါင်း4တော့ချုပ်ပါမရသေးတော့ရှည်ချမ်းမှာတော့ကအလုံးပေါင်း4တော့ချုပ်ပါမယ်နော်တောက်တွေကိုအတွင်းဘက်ချမ်းတွေကိုဖယ်ပြီးတော့မိဘူးလေးတူရလိုက်နော်ဒီဘက်ကထည့်ရမယ်ရှင်းအောင်ပြန်ပြပေးမယ်နော်ဒီမှာခဲလေးဆွဲထည့်ကြတယ်မှာခဲဆွဲကြဒီမှာခဲရမ်းလာလေးမှာတောင်း2ခုနော်ဒီဘက်ချမ်းတောင်း2ခုပြီးတော့ဒီမှာတောင်း2ခုရဲ့ဘေးမှာရှိရဲ့ခဲချောင်းအဲ့ဒီခဲချောင်းလေးကနေပြီးတော့ဟိုဘက်ခဲချောင်းလေးကိုတွားပြီးတော့ထည့်ရမယ်နားလေးမှာရှိရဲ့ထောက်ရဲ့ဘေးနားလေးမှာရှိရဲ့ခဲချောင်းလေးမှာတွားထည့်ရမယ်ထည့်တဲ့ခါကျလို့ရှိရင်ကိုကဒီမှာပြင်ရကလေးနဲ့လမ်းထည့်မယ်နော်ခဏကဒီလိုမျိုးဖြတ်မြင်းမှာဆွဲပြီးခိုင်းထားတဲ့အတိုင်းအဲ့ဖြတ်မြင်းပေါ်လေးမှာပြင်ရလေးထိုးလိုက်ပြီးတော့ဒီဘက်ချမ်းမှာလည်းချမ်းမှာမြင်ရဒီနှစ်ခု
ဒီခဲချုပ်မှန်ရဲ့ဒီဘက်ဆုံးမှန်ဆက်ပါမယ်နော်သူရခဲပွိုင်းအဲ့လိုလေးနှမ်းပြီးတော့ပြန်ရလေးနဲ့ထိုးထားလိုက်ဒီဘောလည်းအဲ့တိုင်းနော်လို့ချိန်နေဒါပေမဲ့အဲ့လိုမျိုးကိုကဒီချိန်ရခါကြတော့ဒီထင်းခါကြဒီအောက်ကဒီအိုက်ပြီးကြာလာတယ်နော်ငါအိုက်ပြီးကြာလာတော့ဒီအပေါ်လေးသေးလားအပေါ်ပို့ပြီးတော့တင်ပြရမယ်အပေါ်ကျန်ဒါလေးသေးလားအပေါ်ရှိပြီးတော့မရဖြစ်ဒီကအလေးစားနော်ဒါထောင်းနှစ်ခုချုပ်ထားရဲ့ထောင်းနှစ်ခုချုပ်ထားတာရဲ့ဒီဘက်ဘေးဘက်ဟာနော်ဒီဘက်ဟာကဟာနဲ့ဟိုဘက်ချမ်းကဟိုဘက်အဆုံးဘက်ကဟာနဲ့တွက်ထည့်ဒီတွက်ထည့်ထတဲ့အခါမှာဒီအောက်ကိုဒီဟာကအထက်ကဒီလိုမျိုးလမ်းလျှောက်တဲ့ခါကျအောက်ကိုဒီလိုငိုက်ပြီးကြားတဲ့အတွက်ဒီပေါ်ကိုရေးစိတ်လောက်ဆွဲတင်ရမယ်ဟုတ်ပါနဲ့ရေးစိတ်လောက်ဆွဲတင်မှာဒါအပေါ်မှာဆိုတော့ဒါအပေါ်လေးဆိုအဲ့ဆိုရင်ဒီမှာကိုချုံမဲ့နေရပါတော့ခဲဆုံမဲ့ရင်အောက်ကဒီအောက်ကခဲရဲ့ဆုံးမှဆုံးမကိုကအပေါ်လေးစိတ်လောက်ဖြစ်မဲ့အတွက်သူ့ရဲ့အဆုံးနေရာကိုထိုးပြီးပဲနဲ့သူ့ရဲ့လေးစိတ်လောက်အပေါ်ကနေပြီးတော့မခဲကြောင်ပါနော်ဒီမှာဒီခဲကြောင်နဲ့ဒီအောက်ကခဲကြောင်နဲ့အညီပြီးပြရနော်ဒီခဲကြောင်နဲ့ဒီခဲကြောင်နဲ့အညီလေးပြန်လေးထိုးပြီးလိုက်လေးထိုးပြီးလိုက်မယ်ဒါရင်နောက်ထပ်ပြန်အကြောင်းလေးထိုးပြီးမယ်ဒီမှာအဲ့ဒါနဲ့အောက်ကခဲကြောင်းနဲ့အပေါ်ခဲကြောင်းနဲ့အညီထက်တာနော်ဒါမှချုပ်ချင်အဲ့လိုလေးမှတ်ပြီးသွားဆိုလို့ရှိရင်နောက်တစ်ချက်လောက်ပြန်ဆဲအောင်မယ်နော်မချုပ်ခင်နေဒါလေးဒီလိုလေးဆဲလိုက်မယ်ဟိုမှာဒီဆုံးမဲ့ဟာကဘေဘုံတမနော်ဘေဘုံတမဆိုဒါဘေဘုံဖက်ချင်းမှန်ဒါမှဆိုရဒီမှာဒါလည်းအပေါ်လေးစိတ်တင်ထားတာမှန်တယ်ဒါလည်းမှန်တယ်ဆိုလို့ရှိရင်ဒါချုပ်ချအောင်ချုပ်ချတဲ့အခါမှာတရားဒီလိုပလန်နိုင်နော်ဒီမှာကိုချုံမယ်ဒီကနေတော့ကိုကဒီလိုချုပ်ချမှာဒီဟာဒါလည်းဘောဒီလိုဒီဘောနေရောဒီချုပ်ချလာမယ်ဒီလိုကြောင့်ချုပ်လာမယ်ပြီးကြလို့ရှိရင်ဒီဘက်ထိကိုချုပ်ပါမှာဖြစ်တယ်
nó cái nào khi sinh hào tìm như này nó tiền này khi chẳng này tiền nữa rồi chúng ta là vì phải trả lời thì mà không tìm những là lịch sử không thì xả lý xả nó mình xây dựng nên nhiều chỉ để dài đi mà thì áo qua thì áo thì về chỉ mấy thì nhà luôn mà luôn này họ của thầy gì nữa cái xả lý xả không nữa nhà thì nè thì áo cũ bây giờ khẩu bị đó thì nhé áo cũ từ làm mà nó thà vì nó nhà thì nó thì được bao nhiêu tiền đi bao má sâu trăng rồi khâu lại nó khẩu bị đó thì mà cô trông mới hay áo cũ từ làm mà nó chán đi đó thì được bao mà thì được lấy trả rồi thật đi đó sau qua mà đi chơi trăng đi ở thế bao mà đào thì được lấy nhà nữa bây giờ thì mà nhé trên đi hà là nhé trái thời lý về xả chỉ chỉ vì vậy thì mà đi về cả bốn người hay ấy là thuộc về chỗ người nhà cái gì nhiều khá lắm rồi cả lý cho người ta thêm là nhé cho sau lấy số má đi thuộc về thêm hai nhé nhưng mà sau nào đó cái đi thu thập nó thì cho nên cho như thế chịu trái thà liều ở trại người phải chăm nhiều đây là nhé còn thế mà đi chào nhé đây chào nhé
ကြရင်ခဏထပ်ထားတဲ့ပိတ်ထားပေါ်ကိုတင်မယ်နော်ထပ်ချုံမယ်ပြီးအတိုင်ကိုချပြီးတော့လှည့်လိုက်အောင်ဒီမှာဒီအပေါ်ထိကိုလမ်းထိန်မယ်ပြင်ဒီကိုလောက်ထားတာမှန်တစ်ချက်လောက်ပြန်ဆက်အောင်ဒီဝိုင်းပို့ခိုင်းအောင်လို့နောက်တစ်ချောင်းထချုံမနော်အပေါ်ကိုလေးစိတ်တက်ထားတာလည်းမှန်တယ်ဒီခါလေးမှန်နော်ဒီတေချာလေးချကြည့်လိုက်အဆင်ပြေလား没跑了呢。ကြိုင်ခဏတိုင်းလေးပဲနော်နောက်တစ်ချောင်းဆက်ရမယ်နော်ခြေချောင်းပေါ်မှာပဲထက်ချုံမယ်နော်ဒါကအပေါ်နေဖိထားတာဆိုတော့လှုပ်ရှားမှုများတယ်ခြေတွေကပြုတ်ထွက်သွားတယ်ကြိုင်နမလေးကဒီအပေါ်ကျန်းလေးကိုဒီမှာနှလုံးရဖြစ်နေတဲ့ဟာကိုမြင်အောင်လို့အကြောင်းချုပ်ပေါင်းမယ်နော်အကြောင်းချုပ်လိုက်မယ်တကြောင်လေးချုပ်ပြီးထည့်မယ်ရောက်ကထိန်းထားတဲ့အဖက်ကလေးတွေနော်ဒီချောင်းလေးထည့်ပြီးပါဆိုရင်ပေါ်ကမလို့တဲ့အပိုင်းလေးညှပ်ပြင်မယ်နော်ဟုတ်ချင်းအဖုံးချာဘာပိုးနေလဲဟောရထုတ်ပါမယ်
ကြာရင်ဒီဘက်ဒီအဖုံးကြမှာနော်ဒီအဖုံးဒီလိုဖိတာရှိရဲ့ဘက်လေးမှာစစ်တက်ရမယ်အရင်အဲ့ဒါကြောင့်စစ်တက်မဲ့ဘက်ကိုအရင်လာပူပါမယ်လာပူတဲ့ခါကျဒီမှာခဲရမယ်နော်ခဲရလေးနဲ့တွဲထားလိုက်မယ်ပြီးဒီနားမှာတင်နေရာလေးမှာဒီမှာ point ရှိရဲ့အဲ့ဒီ point ကိုလှမ်းထည့်မယ်အောက်ခြေ ပိုင်းကိုခင်းမယ်ကြာရင်ကိုကစစ်တက်မှခါကြလို့ရှိရင်ကိုရဲ့စစ်က6 လက်မစစ်ပေါ့နော်6 လက်မစစ်တက်မယ်ဆိုလို့ရှိရင်ဒီဟာကို8 လက်မနေရာလေးမှာခဲလေးမှတ်ခဲ့အဲ့ဒီနေရာမှာဈေးအဟာထားမှာဒီဒီညာကိုခြီကျဲလေးအရင်ဘုံတော့ဝင်နော်ဒါလေးကိုခြီလေးဒီစားဒီခဏခဲဆက်ခဲ့နော်ဈေးတက်မဲ့နေရာပေါ့နော်အဲ့ဒီနေရာနာကြလို့ရှိရင်တကင်လေးတုံမယ်ပေါ်မှာတကင်မတုတ်ခင်နော်ဒီမှာတကင်တုံမယ်အဲ့ဒီကိုဈေးချုပ်မယ်လို့မှတ်ထားတဲ့ခဲရာဒီကိုတကင်တုံးလိုက်တယ်ပြီးရင်အောက်ကိုကျန်ရည်ပုံမှန်လေးဆက်ထားလိုက်တွဲထားပြီးသွားပြီဆိုလို့ရှိရင်ဒီဘေးဘက်ကိုဓာတ်စားမယ်ပြီးရင်မီးဘူးကိုဒီလိုမျိုးခွဲပြီးတော့တိုက်ပေးထားမယ်မလားဘေးရထားတာလေးကိုဒီမှာဓာတ်စားပြီးတော့ဘေးကိုလေးခွဲပြီးတော့မီးဘူးလေးတိုက်ထားလိုက်တယ်ဒီမှာကိုဒီမှာနော်ဈေးစုံမယ်ဆိုဒီမှာတကင်တုတ်ထားတဲ့နေရာအထိအဲ့နေရာနေမှာဒီဘက်အပေါ်ဖြုတ်လိုက်တယ်ခြေချောင်းလေးဆက်ဖြုတ်လိုက်မယ်နော်တိုင်းဒီမှာနော်အရာလေးပေါ်ခြေဈေးချုပ်ရမယ့်နေရာပေါ့နော်ချုပ်ချောင်းရာလေးပေါ်နေအဲ့ဒါမှစစ်တက်မယ်စစ်တက်တဲ့ခါကျလို့ရှိရင်ကိုကဒီလိုမျိုးလေးချထားတဲ့ခါကျလို့ရှိရင်စစ်ကရအလားပဲနော်ရမလားပဲအဲ့ဆိုလို့ရှိရင်ဒီမှာအလားဘက်ကိုဒီလိုပေါ်မှောက်ချလိုက်ကိုဘက်ချမ်းမှာမလားပဲရှိရနော်ဒီစစ်ကိုဒီလိုမျိုးလေးဆွဲထုတ်လိုက်ဆွဲထုတ်ပြီးမှရင်ငုံတစ်ချောင်းလေးထိမယ်နော်ဆိုတော့ဒီမှာမိဘူးရလေးပေးထားတဲ့အကြောင်းအရာလေးရဲ့ဘေးကနေနော်ဒီလိုလေးထပ်သွားမယ်ဒီအပေါ်မှာရှိတဲ့ကောချောင်းလေးပေါ့ကောချောင်းအဆုံးနေရာလေးနဲ့ရောက်မှရှိတဲ့ကိုခြုံမဲ့နေရာလေးနော်အားလေးကိုတိုက်ပြီးတော့ခြုံမယ်တချောင်းထိမ့်မယ်ပေါ့နော်အရင်ဆုံးနော်ဒီခုနကဒီမှာမီးဘူးတိုက်ထားပြီးတော့ချုပ်ပြီးတော့မီးဘူးတိုက်ထားတဲ့ဒီမှာအရာလေးပေါ်နေနော်အဲ့ဒီအရာလေးရဲ့ဘေးနားလေးကနေကပ်ပြီးတော့ဒီကလေးကိုချုပ်ရတယ်
စစ်ကလေးကိုဒီလိုမျိုးလေးပြန်ပြီးတော့ပိတ်ချလိုက်ပိတ်ချပြီးသွားရင်ဒီမှာကိုဆွမ်းနာထားခဲ့တဲ့အဟနေရာမှာတကယ်လုပ်ခဲ့တဲ့အဟနေရာကိုငါလှမ်းမှတ်လိုက်ဒီဘက်စိနေရာအဟနေရာဘယ်နေရာလဲဆိုတော့ခဲလေးမှတ်ပြီးလိုက်ခဲလေးမှတ်ပြီးသွားရင်ဒီဘက်တစ်ချောင်းကျော်ရင်ဒီလိုလေးကိုလှမ်းလိုက်ဒီဘက်တစ်ချောင်းမှာဆွမ်းနာဟောဒီမှာအဟနေရာလေးကိုခဲလေးမှတ်ထားခဲ့နော်ဒီခဲရလေးနဲ့ဒီအဟနေရာလေးနော်ဒီလိုလေးကိုကပ်ပြီးတော့ point လေးဖမ်းတာပေါ့နော်အဲ့ဒါလေးကိုဒီကနေပြီးတော့အကြောင်းလေးထိမယ်စေနှခမ်းသားလေးတွေကိုဒီမှာမိဘူးရာလေးထိုးထားတဲ့နေရာပေးရနေပြီးတော့ကပ်ပြီးဆုံးမယ်ဆိုတဲ့အခါမှာသူကအဝိုင်းမလို့အဝိုင်းတိုင်းလေးတော့မယ်နော်ဒီဘက်မှာဒီအဆုံးနေရာလေးကိုအကောချောင်းနေရာလေးနဲ့ဒီပေါ်မှာခဲချောင်းလေးနဲ့နေရာနဲ့ထားပြီးတော့ဆုံးရမယ်အဲ့ဒါစစ်ကိုထိန်းထားပြီးရပါတော့ထိန်းထားပြီးသွားလို့ရှိရင်အချမ်းပြီးနဲ့ဒီကနေ့တချမ်းနဲ့တက်ပြီးသွားရင်ဒီဘက်ကနေစားချုံမယ်ဆိုတော့တချမ်းမထိန်းထားတယ်နော်ထိန်းထားပြီးတော့ဒီတိုင်းနဲ့ချုပ်ရုံနဲ့စားပြီးတော့ဒီမှာစိနှခမ်းသားလေးကိုဒီလိုလေးလက်ကလေးနဲ့ခွဲပြီးတော့ချုံမယ်ဒီမှာနှခမ်းသားလေးနဲ့စိအဆုံးနေရာလေးနဲ့တိုက်ပြီးတော့ချုပ်တာနော်ရိုးလေးဖြဲပြီးတော့အသားလေးနဲ့ချုပ်သွားရုံနဲ့စကားကအဲ့ဒါလည်းဒါမှနော်အဟနေရာလေးအဟနေရာနားလေးဒီပဲချုံမယ်နော်အဟနေရာလေးနည်းနည်းလေးကြော်ပြီးသွားတယ်ကြော်သွားရဲ့ဒီလိုချုံမယ်နော်အဟနေရာကိုနည်းနည်းလေးကြော်ပြီးသွားတော့တကယ်လို့တော့ပြီးရင်အပေါ်ကိုဒီတိုင်းလေးဆက်ပြီးတော့ထုတ်ချတာပေါ့ကြိုင်ဒီမှာစစ်ကလေးနော်မနော်ဒီအဟာတွေကိုဒီမှာစစ်ကောင်းလေးကိုဒီလိုထိုးထည့်တာအပေါက်ကလေးရှိတယ်ပေါက်ကလေးကိုထိုးထည့်လိုက်ပြီးတော့ဒီလိုမျိုးစစ်ကိုဆက်ပေးလိုက်ဒီလိုချမ်းနေပြန်ကြည့်ပါကြည့်အစစ်တက်တာစစ်တက်ရမြင်အောင်မမြင်အောင်နော်စစ်တက်တာတင်လိုက်အကွေလေးတိုင်းပဲစစ်ကလေးကိုတွားထားတယ်ဒီနားမှာချီတွေပါရဲ့တွန်းနေရမျိုးမရှိရဘူးနော်ဒါစစ်ကလေးတက်ပြီးသွားပါပြီစစ်တက်ပြီးဒီလေးပြန်ချိန်လိုက်မယ်ခပတ်ပြားတက်မယ်ဒါကရှည်ချမ်းဆိုရင်ရှည်ချမ်းကိုစားလေးလာထမ်းမယ်သူရဲ့အလေးနေရာထားပြီးတော့တက်ပြီနော်ခဲရရှိနော်
ထဲဆက်ထားတဲ့အရာလေးတွေမှချုပ်လာမယ်နော်ဒီမှာစစ်ကောင်ကဒီမှာအကြည့်ကော်ကြီးလေးရှိရနော်အဲ့ဒီကော်ကြီးလေးပေါ်ကနေပြီးတော့ချုပ်ရမယ်နော်ကျန်တဲ့တခါလဲကကြီးလေးတောင်းမယ်ချုပ်စာကြီးနေတဲ့ချိန်နဲ့နေရာလေးညှက်ပြလိုက်နော်ဒီကကြီးတောင်းမယ်ကြာပါထိုးကကြီးတောင်းတဲ့ခါကျလို့ချင်းခြေချောင်းသားလေးကိုကပ်ပြီးတော့တောင်းနော်ခြေချောင်းကိုမညှက်မိစေနဲ့ကြရင်အလားကြောင့်တစ်ခါလေးဖြည့်ခဲ့မယ်ဒီလိုမျိုးထားပြီးတဲ့ချိန်ကျရင်ဒီဟာကိုခပ်ပပြအောင်ဒီလိုလှန်လိုက်လှန်ပြီးသွားရင်ခပ်ပပြပေါ်မှာခြေချောင်းချုပ်မယ်ခြေချောင်းချုပ်တဲ့ခါကျလို့ချင်းဟိုဘက်ချုပ်ဌာနမှာလည်းမုံနော်ချုပ်စာရဲ့ဒီဘက်တလက်မလောက်အကွာနေပြီးချုပ်သွားမယ်ဒီဘက်ကိုလည်းအဲ့လိုပဲဟိုအဆုံးထိဖြတ်မလာရအောင်ဒီဘက်ဈေးမချုပ်ခင်ဈေးချုပ်ဖို့တလက်မလောက်အလုံးနေရာမှာတကင်လေးတုံးချလိုက်ကြရင်ဒီခပ်ပတ်ပြဒီဘက်ချောင်းကိုဓာတ်ချပြရမယ်ပြီးနောက်ချောင်းကိုစားပြမယ်နောက်ချမ်းပါလေနောက်ချမ်းပါလေလို့ပဲဒီမှာကော်ချောင်းအစုံနေရာလေးနဲ့ဒီချဲနေရာလေးနဲ့ပြီးတော့ထိရှာရင်ထောက်ကအတွင်းလေးဘက်မှာရှိရမယ်ထောက်အလျာဒီဘက်ထောက်အလျာလေးအတွင်းမဲ့ချက်မှာရှိရမယ်ဒီရဲ့ကပတ်ပြတိုင်းချုပ်ချလာတယ်ကျန်ကကြီးလေးတောက်ပြီနော်နောက်ချမ်းအောင်ဝိုက်တော့ကကြီးကိုပို့တောက်ပြီနော်ကကြီးလေးများလေးတောက်ပြီနော်ပြီးရင်ခဏလိုပဲလာကြောင်းပြမယ်နော်ဒီချုပ်စာကိုဒီဘက်ခပ်ဘက်ပြားဘက်ကိုလှည့်ပြီးတော့ဖိချမယ်နော်ဖိတဲ့ခါပြီးနှခမ်းသားလေးနဲ့တိုက်ပြီးတော့လာရမယ်နော်ဖိချလို့ရှိရင်ဒီဘက်ခပ်ဘက်ဒီနေရာကိုအခက်ဘက်ပေါ်ဘက်ကိုဓာတ်ဆထားမယ်ဓာတ်ဆပြီးသွားရင်ဒီဘေးဘက်နှစ်ဘက်ကိုဟိုဘက်ဘေးဒီဘက်ဘေးကိုဓာတ်ဆထားလိုက်ပါမယ်ဒီမှာဓာတ်ရည်စားပြီးသွားရင်ဒါဆိုရင်ဓာတ်ရည်စားပြီးသွားလို့ရှိရင်ဒီတွဲမယ်နော်တဲ့ခါကျရင်ဒီမှာဒီဘက်ချမ်းတွဲရခါကျရင် point နေခံမယ်ခဲရတယ်နေထိုးမယ်နော်
အောက်ဘက်ကပွင့်လေးခံတယ်ဆက်ချုံမယ်နော်ခပတ်ပြောင်းဒီမှာနော်ဒီတိုင်းပဲပြောင်းခပတ်ပြောင်းနေပြီးစပြီးတော့ချုံမယ်ဒီပြီးရဒီလိုပြီးသွားဆိုလို့ရှိရင်ထားအောင်လဲဒီလိုအလေးကိုဒီလိုမျိုးခွဲပြီးတော့မိဘူးလေးတိုက်ထားမယ်။ကြိုင်ခပတ်ပြားတွေကိုဒီလိုမျိုးနှမ်းပြီးတော့မိဘူးလေးဖိချထားပေး။ဟုတ်လား။ဒီဘက်ကိုဒီလိုမျိုးခွဲပြီးတော့မိဘူးတိုက်ထားလိုက်တယ်။ခပတ်ပြားတွေကိုလည်းဒီမျိုးဖိပြီးတော့မိဘူးတိုက်လာခဲ့။ဒီမျိုးတော့စစ်ပတ်ချောင်းပြင်မယ်နော်။ဒီတစ်ခါကျရင်မှာခပတ်ပြောင်းဒီတိုင်းပဲသူ့ရှိတိုင်းလေးပဲဒီလိုအောက်ကိုဆွဲချလိုက်တယ်နော်ဆွဲချပြီးတော့ဒီမှာဒီပတ်ချောင်းဒီလိုလေးအုပ်ချလိုက်ဒီလိုအုပ်ချပြီးတော့ဒီနှခမ်းသားနဲ့ကိုက်နေဘူးနော်ဒီနှခမ်းသားကဘီတပြားစားလေးပဲနှခမ်းသားကိုပြီးချုပ်နေတာပေးရနေပြီးတော့အဲ့လိုချုပ်ချလိုက်ချုပ်ချပြီးညနေဒီတိုင်းထားလာအောင်နော်မညှက်ပြစ်နေအောင်ဟိုဘက်နဲ့ဒီဘက်မှန်အရင်တိုက်ကြည့်အောင်မယ်အဲ့ဒီလိုမှန်းချလိုက်ဒီဘက်ချောင်းကိုလည်းလိုပဲဒီဘက်ချောင်းကိုစီးရလာပဲဒီမျိုးအုပ်ချလိုက်တယ်ုတ်ချပြီးတော့ဒီစင်းနှခမ်းသားပေးရနေတော့ဒီတပြားလာလည်းချုပ်ချလိုက်ဒီပို့ပြီးတော့နှမ်းနိုင်တယ်ဒီမှာဒီမှာဒီလေးပြန်ဆွဲကြည့်လိုက်စင်ကြည့်လာလို့နော်မစိနှစ်ခုထည့်ရင်းရနောက်ဘက်ကခပတ်ပြားဟာလည်းညီရညီတယ်ဆိုလို့ရှိရင်ဒါလေးပြန်လှန်လိုက်မယ်နော်ဒီဘက်တော့ဒီမှာထုံးနေတဲ့ဟာကြီးကိုဖြတ်ပြခုချုပ်ထားတဲ့ချုပ်ကြောင်းပေးနာလေးရနေပြီနော်ဒါလေးပူနာလေးဒီဘက်တောင်းနေရလေးကိုညှက်ပြမှာနော်ညှက်ထူနေမလားလို့ဒီနေ့ကန်းလေးရပုံမှာဆိုပြီးဒီမှာနောက်ကလေးနဲ့ဒီလိုထိုးပြီးတော့ခြေချောင်းလေးတိုင်းနဲ့ဒီတော့ဒီလိုလှန်ချလိုက်လှန်ချပြီးအစကောင်းလေးထွက်လာဘယ်ချောင်းလဲအဲ့ဒါနဲ့နော်ချုပ်ချတဲ့ဟာလေးကိုနှစ်ခဏလေးတိတိလေးပဲချမ်းပြီးတော့လှန်ချလိုက်တယ်ဒီကချုပ်ထားအောင်လေဒီလိုလေးဒီကျန်ဒီတော့လက်ထိုးထည့်ပြီးတော့နှခမ်းသားလေးကိုတောင်ကျိုးလေးတိုင်းမယ်နော်ချိုးချလိုက်စီကောင်းလေးထွက်လာဒီကျန်အဲ့ဒီကောင်းလေးပေါ်မှာအလှလေးအလှချောင်းလေးထိချမယ်နော်ဒီလိုလေးလှန်ချခပ်ဖက်ပြောင်းဟိုရှိတိုင်းလေးပဲပြီးတော့ဒီဘက်စေးရဒီဘက်ကိုတလက်မ
တလက်မလေးသေးလားပေါ့နော်အဲ့လောက်ဒီစားအရှိလိုက်လို့ချုပ်ချမယ်ဘီတပြားစာချုပ်မယ်နော်ဒီတပြားစာကိုဟိုအဆုံးထိတကယ်ဟိုဟာချီချောင်းနဲ့အလှသွားမလို့နော်ပြီးရင်ဒီဘက်နားလေးမှာလည်းဘီတပြားစာချမ်းပြီးသွားရင်အလေးဆိုင်လိုက်ဆိုင်ပြီးသွားရင်ဘက်ကိုပြန်လှည့်ပြီးတော့ဒီဟာကိုလည်းဒီမှာခက်ပတ်ပြအဆုံးနေရာအထိကိုဖိချပေးမယ်အခါကြောင်းခက်ပတ်ပြအဆုံးနေရာအထိပဲနော်ဟိုရှိကြီးမတော့ဒီလိုပုံစံလေးဖြစ်သွားမယ်နော်ဒါလေးဖြစ်ဒီဘက်ကိုလည်းအဲ့တိုင်းပဲခက်ပတ်ပြလေးကိုထည့်ပြီးဒီစားလေးထည့်ထားမယ်ထည့်ထားပြီးခက်ပတ်ပြအဆုံးနေရာနာအထိကိုအလားကြောင်းလေးဖြစ်မယ်ဒီနှခမ်းသားလေးနဲ့ပြီးတပြားစာလေးတိုက်ပြီးတော့ရှုံးမယ်ဒီမှာပြီးရင်ကိုကဒီမှာအတိုင်လေးဆိုင်ပြီးတော့ဒီဘက်ကိုလေးမယ်ဒီဘက်ကိုတလက်မလေးစိလားအလားကြောင်းလေးဖြစ်မယ်ညာကြီးမဖြစ်ဘူးနော်ဒီလိုလေးဖြစ်အောင်ဒါလည်းအညီကြီးပဲဒီကြရင်လှဘက်ကိုလှမ်းချလိုက်တော့လှဘက်ကလှမ်းချပြီးသွားရင်ဒီမှာဒီဟာတွေကိုဒီမှာထိမ့်မယ်နော်တစ်ချောင်းထိမ့်မယ်ညုံရောဒီဘက်ဘေးဘက်အချမ်းရောဒီလိုအဟောင်းနော်ဒီဟာကိုခွဲပြီးတော့ဒီလိုရှူချတဲ့အခါမှာဒီဘက်ချုပ်ချောင်းနဲ့အောက်ကအခြေချုပ်ချောင်းနှစ်ခုဒီလိုနည်းနည်းချင်းနိုင်ထိအောင်တိုက်ထားလိုက်နော်ပြီးရင်ပင်ရလေးထိုးထားလိုက်ဥပကောမိလာလို့ချင်းနော်ပင်ရလေးထိုးထားပြီးတော့အဲ့ဒီအချောင်းလာလေးတိုင်းဒီခြေချောင်းနှစ်ခုရဲ့အလေကြားတွေကိုချုပ်ချမှာနော်ချုပ်ချမှာချမ်းသာလို့ဒီဘက်ကနေပြီးတော့အလားဘက်ကနေထိနေမယ်ထိနေရတယ်နော်ဒီကြရင်ဒီဘက်အချမ်းနေတယ်နော်အဲ့နေရအောင်နော်ချမ်းလေးဘယ်လိုမျိုးဆွဲထိန်ပြီးတော့ပြန်လေးထိုးထားလိုက်မယ်ခြေချောင်းလည်းလို့ပဲပြန်လေးထိုးထားမယ်ကျန်ချုံနော်ဒီကနေရကတော့ပင်ရထိုးထားတဲ့နေရာမှာရချုပ်ချောင်းအလေရောနော်ထိုးချုပ်အောင်ချုပ်ချောင်းအလေကိုချုပ်ချအဲ့လိုမျိုးဖိရခါကြရင်ဟိုဘယ်လိုပြောမလဲခပ်ပတ်ပြအဆုံးနေရာထိပဲနော်ထိမှာရှေးချုပ်เสียမလို့အစားရထွက်နေဒီမှာမလှဘူးနော်မလှရင်ကိုကအစားလေးမထအောင်ပေါ်စားလေးကိုဖယ်ပြီးတော့ထွက်နေတဲ့အစားလေးကိုဒီလိုလေးညှက်ချထားလိုက်အဲဒါရင်ဖုံးလိုက်မပေါ်တော့ကျန်ဒီမှာခုနကိုထိန်းထားတာဟုတ်မဟုတ်ဒီလိုလေးကြာကြောနော်ကိုတခြားနေရာဖောင်းတခြားနေရာအဟာကြီးဖြစ်မှာဆိုတော့နော်အဆင်ပြေပြီဆိုရင်ဒီမှာတောက်ချုပ်ထားတဲ့နေရာလေးရှိရင်တောက်ချုပ်ထားတဲ့နေရာလေးပေါ်မှာချုပ်အဲ့ဒါကိုလည်းခပ်ပတ်ပြအဆုံးထိလည်းရှည်လေးချုပ်ချမှာဖြစ်ပါတယ်။
ဒီချောင်းလေးထိမ့်ပြီးရနော်နော်ဒီပါပြားကြီးဒီခပတ်ပြားကြီးဒီလိုလမ်းနေမှာဆိုလို့ထိမ့်မိတဲ့ပုံဒီဘက်မှာလည်းတောက်ချလေးပေါ်မှာတောက်ချုပ်ထားတဲ့ဘောလေးမှာချုပ်ရမယ်နော်ခြေချမ်းဒီမှာတောက်ချုပ်ထားတဲ့နေရာပေါ်မှာပဲချုပ်မှာနော်တင်ရဒီကောင်တခြားဖြုတ်ဖြစ်ရလားလို့ပြန်ကြည့်အောင်နော်တင်ရဒီစူးပါမှာစေကဲအဲ့တော့အပေါ်ပိုင်းပြီးသွားရင်နော်အကောင်လုံးထိန်းထားပြီးပါရင်ကြာရင်အောင်နာလုံးမှုပဲကျန်တော့အောင်နာကိုခဲအောင်နာကိုခဲဆက်ရတဲ့ဒါမှနော်ဒါကဒီချုပ်ချောင်းတွေကိုဒီလိုခွဲပြီးတော့ဟုတ်ထားမယ်ခွဲပြီးလောက်ထားပြန်နေအစာရင်မပေါ်တော့ထဲထဲကိုသိမ့်ပြီးတော့ပြီနော်အောင်နားလုံးနဲ့ခါကြရနော်လေးနီးပါလာတက်တယ်နော်ခါကြအပေါ်လေးကိုအောက်သားလေးကိုဒီလိုဆွဲပြီးတော့ခြုံမယ်နော်ဒီအပေါ်သားကြီးကအိုက်ပြီးတော့ပါလာတက်သူအပေါ်လေးကိုနည်းနည်းလျှော့ပြီးတော့အောက်သားလေးကိုနည်းနည်းလေးတင်းကြအောင်တင်းပြီးတော့ချုပ်ရတဲ့ဘောပေါ့နော်အားလုံးပဲလိုက်ချုပ်လို့ဆင်ပြေကြပါစေနော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံကြမယ်နော် bye bye